တတ္တဝါအလုံးကြုံတွေ့နေကြရတဲ့ပြဿနာကဘာလဲလို့ဆိုရင်အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ပြဿနာတတ္တဝါမှန်တဲ့ရဘယ်ဘုံဘယ်ဘဝမှာပဲဖြစ်ဖြစ်အစင်ထာဝရနေရတယ်လို့မရှိဘူးအချိန်တန်လို့ရှိကံအချိန်ကုန်သွားတာနဲ့တပြိုင်နက်ဘဝတစ်ခုကိုဆွန့်လွတ်ကြအဲ့ဒီဘဝတစ်ခုကိုဆွန့်လွတ်ကြရတယ်ဆိုတဲ့ဒီပြဿနာကြီးဟာတတ္တဝါအလုံးမှာမရှောင်လွဲနိုင်တဲ့ပြဿနာအဲ့ဒီပြဿနာကိုဖြေရှင်းတဲ့နည်းစနစ်ကိုမြတ်စွာဘုရားဟောကြားထားတာအဲ့ဒီနည်းစနစ်တွေဟာဒီကနေ့ပိဋကတ်သုံးပုံမှာပါရှိနေတယ်အဲ့ဒီနည်းစနစ်တွေတဲကအချို့ဘုန်းကြီးတို့ဒီကနေ့စုပ်ကင်ခြင်းနဲ့ဆွန့်လွတ်ခြင်း